ကျွန်တော်တစ်ချက်လောက်နှာချီလိုက်တာနဲ့တင်တမျိုးလုံးကမင်းကလေးတွေရဲ့စကတ်တွေလန်တက်ကုန်နဲ့နှက်ချီတစ်ချက်ညှစ်ထုတ်လိုက်တာနဲ့တင်နိုင်ငံတစ်ခုလုံးပြကျသွားသလိုပဲဒါတွေအားလုံးဟာအတွင်းထဲမှာသေးငယ်တဲ့လူဖွဲ့စည်းလေးတစ်ခုပါနေတဲ့တပည့်ရမှန်ကန်ကြီးတစ်ခုကိုကျွန်တော်ဝယ်လိုက်မိလို့ပါအစကတော့အဲ့ဒီပုံမှာကိုရွက်စိတ်တွေတက်နေတာလို့ပဲထင်ခဲ့တာတကယ်တော့အဲ့ဒါတွေကလူသားအစ်စ်အမှန်တွေဖြစ်နေပြီးကျွန်တော်ကိုလည်းသူတို့ရဲ့ဖျားသခင်အဖြစ်ကိုးကွယ်နေကြတာလေအခုလဲတောင်းနဲ့ချီတဲ့လူသားသေးသေးလေးတွေဟာရစ်ပလင်တစ်ခုမှဒူးထောက်ပြီးကောင်းကင်ကြီးစီဆူတောင်းနေကြတဲ့ဧကရစ်မင်းကလက်နှစ်ဖက်ကိုမြှောက်ပြီးအိုးကောင်းကင်ဘုံ၃နှစ်တိုင်တိုင်မိုးခေါင်နေတာကိုတနာငဲ့ညာပြီးကောင်းချီးပေးသနာတော်မူပါကျွန်ုပ်ဤတိုင်းသူပြည်သားတွေကိုဆင်းရဲဒုက္ခကနေကယ်တင်ပေးတော်မူပါလို့ဟစ်အော်တောင်းပန်နေတဲ့သူ့ရဲ့တင်းငယ်ပြီးအားကိုးရမဲနေတဲ့အတန်လေးဟာကျွန်တော်နားထဲကိုပဲ့တင်ထက်လို့လာခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ကမနှက်စာစားနေတာဆိုတော့မုတ်ကျွတ်တဆကိုဖဲပြီးအထဲကိုချပေးလိုက်တယ်ပြီးတော့သူတို့ဘလို့တုံ့ပြန်မလဲဆိုတာသိချင်လို့မှန်ပြီလူနဲ့ကြည့်လိုက်မိတယ်ဒါချီယန်အင်ပါယာရဲ့မြို့တော်ထဲမှာဧကရစ်ရှောင်းရွှန်းတယောက်မျောလင်းချက်မဲ့စွာဒူးထောက်နေတော့ကောင်းကင်ကြီးတစ်ခုလုံးမှောင်တိကျသွားတယ်သူဇဝေဇဝါနဲ့မောကြည့်လိုက်တော့တိမ်တိုက်တွေကြားကနေကြီးမားတဲ့တိုင်လုံးကြီးနှစ်ခုပေါ်လာပြီးတစ်ခုခုပြုတ်ကျလာခဲ့တယ်ရစ်ပလင်ဘေးမှာမြေကြီးတွေတုန်ခါသွားပြီးမြို့တော်တစ်ခုလုံးလှုပ်ခတ်သွားတာပေါ့ဘယ်သူမှဘာဖြစ်မှန်းမသိခင်မှာပဲငွေကြိုင်တဲ့ရနံတစ်ခုကမြို့တစ်ခုလုံးကိုပြန့်နှံ့သွားတဲ့စားလောင်နေတဲ့စစ်သားတစ်ယောက်ကသူ့ဓာတ်နဲ့အဲ့ဒီမုံစကိုခုတ်ဖြက်ပြီးတလုတ်တဲမျိုးချလိုက်တဲ့အရှင်မင်းကြီးဒါဟာအစားအသောက်တွေပါပဲတကယ်ကိုအမခန်းပါပဲလားကျွန်တော်မှစစ်တပ်တစ်ခုလုံးကိုတိုက်ခိုက်နိုင်တဲ့ခွန်အားတွေရှိလာတယ်လို့ခံစားရတယ်လို့အော်ပြောလိုက်တယ်ရှောင်းရွှန်းလဲသူ့ရဲ့ဧကရစ်ဂုံတိတ်ခါတွေကိုဘေးဖယ်ထားပြီးအဲ့ဒီမုံစရီစီပြေးဝင်သွားတော့တာပဲကောင်းကင်ဘုံကပေးတဲ့နတ်တုတ်တာတွေပဲတကယ်ဖျားသခင်ပေါ်ထွန်းလာပြီးလို့အော်ဟေရင်သူဟာတွတ်တွတ်နဲ့ဥချကတော့နေတော့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ခေါင်းထဲကနေဆက်ရုပ်တံတစ်ခုထွက်ပေါ်လာတယ်။ဖန်တီးရှင်စနစ်ချိတ်ဆက်မှုပြီးမြောက်ပါပြီ။အင်ရှင်ဤအစင်တန်းကောင်းကင်ဘုံဤဖရာသခင်တာဝန်ဒါချီယန်မင်းဆက်ကိုကာကွယ်ဆောင်ရှောက်ရန်ကျေးဇူးတော်များကိုဤပညာပုံစံငယ်များနဲ့စွမ်းရည်များအတွက်လဲလှယ်နိုင်ပါသေးတယ်။ကျွန်တော်လက်ထဲကမုံကျွတ်စကိုကြည့်ပြီးမပြုံးပဲမနေနိုင်တော့ဘူး။ငွေနှဲငယ်နဲ့ဝယ်ခဲ့တဲ့မှန်ကန်လေးတစ်ခုကြောင့်နဲ့ကျွန်တော်ဟာဖရာသခင်ဖြစ်သွားပြီလေ။သူတို့တွေအစာချောက်တွေပဲစားနေရတာမို့လို့ကျွန်တော်ကရေတံဘူးဖုံးလေးနဲ့ရေကိုခန်းချောက်နေတဲ့မြစ်ကြောင်းနဲ့လောင်းထည့်ပေးလိုက်တဲ့မြို့သူမြို့သားတွေကကောင်းကင်ကရေတွေကျလာပြီးဟေးလို့အော်ဟစ်ကြပြီးကြည်လင်တဲ့ရေတခွန်ကြီးကောင်းကင်ကနေစီးကျလာတယ်လို့မျိုးခံစားလိုက်ရတဲ့ခါတက်တဲ့ရေတွင်းရေကိုပဲတောက်ဖူးတဲ့သူတို့အတွက်တော့ဒါဟာနတ်တုတ်တာရေပါပဲစနစ်ကနေပြီးကြီးညိုမှုတိုးပွားလာသည်ကျေးဇူးတော်မှတ်900ရရှိသည်လို့အကြောင်းကြားလာတယ်အဲ့ဒီနောက်စနစ်ထဲမှာပစ္စည်းတွေကြည့်နေတော့ဖန်ကန်ထဲကနေမိကိုအချက်ပြတန်တွေမြင်လိုက်ရတယ်မှန်ကိုကက်ကြည့်လိုက်တော့တတဝါကြီးတွေကိုစီးထားတဲ့မှောင်မိုက်တဲ့စစ်တပ်ကြီးတစ်ခုဟာဒါချီယန်မြို့တော်စီချီတက်လာနေတဲ့အရှင်မင်းကြီးဝန်ပလွေမျိုးနွယ်စုစစ်တီ3000နယ်ဆက်ကိုဖောက်ထွက်လာပါပြီမြို့တကားဝကိုရောက်နေပါပြီလို့စစ်သူကြီးတဦးကသတင်းပို့တဲ့ရန်သူတွေကရက်ဆက်ကြမ်းကြုတ်လွန်းတော့တမျိုးလုံးကြောက်လန့်တုန်လှုပ်ကုန်တာပေါ့ကျွန်တော်လဲဇာကနာကိုကင်ပြီးပြုံးလိုက်တယ်ငါလူတွေကိုလာထိရဲတယ်ပေါ့လေကျွန်တော်ဇာကနာကိုစိုက်ချလိုက်တာနဲ့မြေကြီးကအကွဲကြောင်းကြီးဖြစ်သွားပြီးရန်သူစစ်တီတဝက်ကျော်လောက်ဟာအဲ့ဒီကျုံနဲ့ပြုတ်ကျသွားတော့တယ်ရန်သူခေါင်းဆောင်ကဒါဘာကြီးလဲလို့ထိတ်လန့်နေတော့ဧကရစ်ရှောင်းရွှန်းကဒါဟာဖရာသခင်ရဲ့အပြစ်ပေးမှုပဲတိုက်ကြဟေးလို့အမိန်ပေးလိုက်တယ်ဒါချီယန်စစ်တပ်ကအတက်တရောနဲ့ထွက်တိုက်ပြီးအပြတ်သက်အနိုင်ရသွားတော့တယ်အဲ့ဒီနောက်စနစ်ကနေကျေးဇူးတော်မှတ်2000ရရှိသည်ဒူးလေးနီးပညာကိုဆုလက်အဖြစ်ပေးအပ်သည်လို့ပြတယ်ကျွန်တော်အတီးပြုလိုက်တာနဲ့ရှောင်းရွှန်းရဲ့ခေါင်းထဲကိုနီးပညာတွေရောက်သွားတော့တာပဲ